guys စမိုင်းကုတ်ထုံနေအကြောင်းလေးနည်းနည်းပြောလိုက်အောင်နော်အခုတလို့ကျွန်တော်ဘယ်လိုလဲဆိုတော့စမိုင်းကုတ်ထုံနေတင်တဲ့တင်ပေးလာပေါ့အဲ့လိုတွေမဲလာကြလို့ကျွန်တော်နည်းနည်းလေးကျွန်တော် tip block နည်းနည်းလေးပြောပြချင်တယ်ပြောရတော့ဒီစမိုင်းကုတ်ထုတ်တာကြတော့ဒီကျွန်တော်တုံးနေတဲ့ဒီစမိုင်း1 app ကနေနော်အဲ့ကနေ direct ထုတ်လို့ရပါတယ်ဘယ်လိုလဲဆိုတော့ Brazil business ပြထားပြီးတော့ကျိုးတော့ခစ်တူနဲ့ Binance မှာပေးချေရပါတယ်အဲဒီ Binance အောင်ခဏနဲ့ကျွန်တော်နည်းနည်းလေးရှင်းပြမယ်ဒါပေမဲ့လည်းသူကဈေးကြီးရဗျဘယ်လောက်ဈေးကြီးလဲဆိုတော့ဒီနိုင်ငံခြားဆေးလာတွေစီကနေဝယ်ပြီးတော့မြန်မာဆေးလာတွေပြန်ရောင်းနေတာထက်ကို2000ကျပ်လောက်ဈေးကြီးပါတယ်ဗျ2000ကျပ်1500ဝန်းကျင်လောက်ဈေးကြီးပါတယ်ဒေါ်လာနည်းနည်းဆိုရင် 0.5 ဒေါ်လာလောက်ဈေးကြီးပါတယ်ဒါဆိုရင်အဲ့တဲ့ကောင်းတဲ့နင်းလန်းတွေနဲ့လုံနေကြရလို့ရှိလားဆိုရင်တော့ရှိတော့ရှိရဒါပေမဲ့အဲ့ဒါအရင်နေ့အရန်ကိုများပြီးတော့အမျက်ထွက်ဖို့တော်တော်လေးစူးစမ်းရတဲ့အနေအထားမှာပါတယ်ဘာလို့ဒီလိုပြောရလဲဆိုတော့အခုတလို့ဒီအပတ်အတွင်းမှာဒီဒေါ်လာဈေးတွေအရန်တက်သွားရှင်ကြတော့ဒီ coin ဈေးတွေအရန်တက်တာပေါ့နော်အဲ့ချိန်မှာကျွန်တော်ဘယ်လောက်နဲ့ရောင်းလဲဆိုတော့ 1k ကို9000နဲ့ရောင်းတယ်အဲ့ချိန်မှာဟိုတကယ်ဆီလာကြီးဘောကိုတိုင်ထုတ်တဲ့လူဘယ်လောက်နဲ့ရောင်းနေလဲဆိုတော့ 10k ကို9000နဲ့ရောင်းနေပါတယ်တို့နော် 1k တော့မရောင်းတော့ကျွန်တော်ဆိုရင်300 coin အထိကိုရောင်းပါတယ်အမျက်လေးနည်းနည်းလေးယူပြီးတော့လဲနော်ဘာလို့တို့အဲ့လိုတွေ 1k တွေ300တွေမရောင်းတော့တာလဲဆိုတော့တ coin ကမှsorry 1k ကမှ100လောက်မြက်အဲ့လိုနဲ့ဆိုရင်တို့ 1k ရောင်းနေလဲအလုပ်ရှုပ်တာကဘယ်အဖက်တယ်လဲဟုတ်တယ်မလားအမျက်မထွက်ဘူးအဲအကြောင်းမို့တို့ 10k ကနေစမှအဲ့လိုရောင်းသွားကြတယ်အဲ့လိုတက်သွားတဲ့အချိန်မှာတချို့တွေဆိုရင်ပိတ်တော့မှတရက်လောက်ကွန်မရဘူးဆိုပြီးတော့တကယ်တော့သူတို့ကိုယ်တိုင်ကမထုတ်တာအမျက်မထွက်လို့လဲတော့အမျက်မထွက်လို့သူတို့ကိုယ်တိုင်မထုတ်တာအဲ့လိုပါကျွန်တော်ပြောပြချင်တာလေအဲ့ဒါကြောင့်မို့လဲတော့ဒီကွန်ထုတ်နီးဆိုတာကြတော့အရင်နေ့အရန်ကိုများပြီးတော့အမျက်ရှာရတာကိုတော်တော်လေးခက်တဲ့အနေအထားမှာရှိပါတယ်တကယ်လို့ကိုကကွန်နီပါစိုက်ရောင်းပြီးတော့နော်ဒီမြန်မာဆယ်လိုက်စီကနေပြီးစဝယ်ကြည့်ပေါ့နော်ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုတော့ကျွန်တော်ဒီကုတ်ထုံနေတင်တဲ့တင်မယ်ဆိုပြီးတော့တွတ်တင်လိုက်တာနိုင်ငံခြားဆယ်လိုက်စီကနေကွန်ဝယ်နေတင်တဲ့ကိုကျွန်တော်ရခဲ့တယ်ဗျာအများကြီးတင်တဲ့ချက်အများကြီးပေးပြီးတော့လဲနော်အဲ့ဒီလွန်ခဲ့တဲ့3လ4လလောက်ကကျွန်တော်တင်ခဲ့တာအခုထိနိုင်ငံခြားဆယ်လိုက်စီကနေကျွန်တော်ကိုဝယ်ပြီးတော့ဒီမှာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကျွန်တော်မလေးရှားမှာနေတာမြန်မာဆယ်လိုက်တွေရောင်းတဲ့အတိုင်းကျွန်တော်ကိုရောင်းပါတယ်ဒါပေမဲ့ကျွန်တော်တင်ထားတဲ့တင်တန်းကျဲတဲ့အမြတ်ရဖို့မပြောနဲ့အရင်တော့အခုထိမကြေသေးပါဘူးဗျအဲ့ဒါကြောင့်မို့ကျွန်တော်ပြောပြရှင်တယ်ဗျဘရိုတို့ကဒီတိုင်းမွန်းဆယ်လာတော့ coin ဆယ်လာတော့ဒါကိုတကယ်စိတ်ဝင်စားတယ်ဆိုရင်ပေါ့ပထမဆုံးက customer ရှာကြည့်ပါကို့မှာဒီနိုင်ငံခြားဆယ်လိုက်တွေကစီကနေဝယ်တဲ့ဟာမတင်းနေဒီမြန်မာနိုင်ငံဆယ်လိုက်စီကဝယ်တဲ့ဟာရင်တင်ပြီးတော့ပြရတာနည်းနည်း900လောက်အမြတ်ပြန်တင်ပြီးတော့နော်အဲ့လိုမျိုးပြန်ရောင်းကြည့်ကိုစီမှာတရက်ကွာနေဆုံး 10k လောက်ရောင်းရနိုင်တဲ့အနေအထားမျိုးရလာမှဒီနိုင်ငံခြားဆယ်လိုက်စီကနေဝယ်တဲ့တင်တန်းလေးကိုတင်မလို့ကျွန်တော်အကြံပေးလူပါတယ်ဗျအဲ့မှာဆိုရင်ကျွန်တော်ဂျူတင်လက်လာရမယ့်ဟာတွေကိုကျွန်တော်နည်းနည်းလေးမြောက်ဝယ်ပေးချင်ပါတယ်ဒီမှာနိုင်ငံခြားဆယ်လိုက်တွေစီကနေဝယ်မယ်ဆိုရင် Binance ဆိုတဲ့ software ဒီ software လေးပေါ့နော်ဒီ software ကိုသုံးရပါတယ်တို့ကကြတော့အဲ့ထဲမှာမှနာကေပေးဝိပေးတော့နဲ့မြန်မာနိုင်ငံမှာရှိတဲ့ပေးဘဏ်ကတ်တွေနဲ့ပေါ့ငွေပေးချေပြီးတော့ဒေါ်လာတွေဝယ်လို့ရပါတယ်အဲ့ဒီဟာတွေကို YouTube မှာအများကြီးတင်ထားပေးပါတော့အဲ့ဒါတွေကအရင်ရှားလက်လာထားပြီး Binance ကို KYC အောင်တဲ့ Binance account တစ်ခုရအောင်အရင်ယူစားထားပါတော့ကျွန်တော်အဲ့ဒါတွေကိုလက်လာထားဖို့ကျွန်တော်ပြောပြချင်ပါတယ်ဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်အကြံပေးချင်တာကတော့ဒီကုတ်ထုတ်နေနိုင်ငံခြားဆရာတွေစီကနေကုတ်ဝယ်နီးဆိုတာထက်မြန်မာနိုင်ငံဆရာတွေစီကနေကွိုင်းနေဝယ်ပြီးတော့ဒိုင်းမွန်ရောင်းတာကဟိုကုတ်တင်တန်းတင်ပြီးတော့ကုတ်ရောင်းတာတဲ့ပုံမြတ်ပါတယ်နော်ကုတ် 1k ရောင်းရမှအများဆုံးအမြတ်ယူတဲ့လူက1500ပဲယူပါတယ်နော်1000လောက်အမြတ်ယူမှပဲ 1k ကိုနော်အဲ့လောက်ပဲအမြတ်ယူမှပဲရောင်းနေကြတာဒီဇက်ကွက်ထဲမှာပေါ့ဈေးစီလို့မရတဲ့အကြောင်းရင်းကအဲ့ဒါတွေလည်းပါတယ်နော်ဈေးနည်းနည်းတက်လာတဲ့သူတို့လည်းနည်းနည်းရှော့ရင်နည်းနည်းရှော့အဲ့လိုနဲ့ 1k ကို1000လောက်ပဲအမြတ်ယူမှရောင်းနေကြတာပါတကယ်လို့ကိုတာ 1k ကိုတိုင်းမွန်ဝယ်1k ကို coin ဝယ်ပြီးတော့တိုင်းမွန်ရောင်းမယ်ဆိုတော့
8000တတောင်းပေါ့အနည်းဆုံး9000လောက်တော့အနည်းဆုံး 1k ရောင်းလိုက်မယ်ဆိုရင်အဲ့လောက်တော့ကိုအမြတ်ယူလို့ရပါတယ်အဲအကြောင်းမို့ကျွန်တော်ပြောရတော့ကိုအဲ့ဒီ coin ကနေတမ်းမှုရောင်းတဲ့ဟာတွေကိုအရင်လှုပ်ပြီးတော့သစင်ပြီးသစင်အဲ့လိုတက်သွားကြည့်ပါလို့တခြားအခုနပြောသလို coin ထုတ်နေတင်တော့ကျွန်တော်မှမရှိပါဘူးဒါပေမဲ့ဒီတိုင်းမှုရောင်းတဲ့ဒီစမိုင်း SOW နဲ့ပေါ့နော်စမိုင်းက SOW နဲ့တိုင်းမှုရောင်းတဲ့ဟောဘယ်လိုရောင်းရမယ်ဘယ်လိုတွက်အမြတ်ရောင်းဘယ်လိုတွက်ချမယ်အဲ့ဒီမတိဘူးဆိုတော့ကျွန်တော်မှအဲ့ဒါလေးတော့ video class လေးတစ်ခုတော့ရှိပါတယ် member ချက်အနေငယ်လေးတော့ကျွန်တော်ယူပါတယ်နော်ဒါပြတော့အနေနဲ့ဒီမှာအဲ့လာချင်းနေဆိုရင်ပေါ့ကျွန်တော်ဆက်တွေ့လာလို့ရပါတယ်လို့အားလုံးပဲကျေးဇူးပါ